ကိုကြီးကန်ဆာဘန်ရှော့ကတက်လာတဲ့ရှမ်ပိန်ကခေါ်တန်ကြောင်းနောက်ဘက်လှည့်ကြည့်လိုက်ပါတယ်အလိမ့်လိမ့်လာနေတဲ့လှိုင်းလုံးကြီးကိုကြောပြီးကလက်ကလေးနှစ်ဖက်ဘေးဘက်ဆက်တန်းထားတဲ့ဖွေးနုတွေကလိုင်းအလာကိုကောင်းလေးငဲ့ကကြည့်ကြောက်ကရက်စီအရောက်အလိုက်သစ်ခုံကတက်လက်လေးမျောရင်းနဲ့ရေမောတန်ကခက်တက်အောင်စူညံစီရွှင်သွားလေတယ်ရှမ်ပိန်ကမြင်မင်းကိုသဘောတကျခါထောက်ရက်ကြည့်နေရင်နှကမ်းများကအလိုလိုပြုံးနေမိတယ်။လိုင်းကြမှာရေထဲရက်ကန်နဲ့လူလေးထလာတဲ့နုနေကရေမိုးလိုက်ခြေထောက်ကိုတုပ်ဆွဲသောရေကြောင့်ဒူးထောက်ကျသွားလိုက်တယောက်သေးပျော်လို့မော်လို့မဆုံးအောင်ပွဲစီနေတယ်။နုနေလာခဲ့တော့နေပူလာပြီ။ဟာမတက်ချင်သေးဘူးကိုကြီးစော့ချင်သေးတယ်။နေပူနေပြီကွာ။ကိုကြီးလည်းမသွားနဲ့ဦးနုနေမတက်ချင်သေးဘူး။တက်ပါတော့ကိုလည်းပိတ်စာလာပြီကွာ။လာပါလိမ့်ပါပါတယ်နော်နေပြင်းလာတော့မင်းသားတွေမဲပြကုန်တော့မယ်မမဲပါဘူးနုနေဆမ်ဘလော်ရောဟိတ်ထိုတတာရောလိမ့်နာပါတယ်ဘလောက်လဲလိမ့်သူကာဝယ်နေသလောက်ပဲကာကွယ်တာလေလာတော့အသားတွေမဲသွားရင်မချစ်တော့ပေ30လောက်အကွာဝေးကပဲနုနေရဲ့နှကန်းလေးစုကနေထော်လန်သွားတာအတိုင်းသားမြင်ရတာမို့ရပေကချစ်စနိုးပြုံးလိုက်မိကသူ့လက်တစ်ဖက်ကိုနုနေဘက်ဆန်တန်ရင်လက်ရက်ခေါ်လိုက်တယ်ရေထဲကနေဘွက်ခနေရေးစင်းအောင်ခြေကိုစောင့်ငါကန်းကြီးပေါ်ရှောင်းလာတဲ့နုနေကအနားနီးလေးအပြေးလေးနဲ့ရံပိတ်ရင်ဝင်နဲ့ရင်ကျင်းကပ်တိုးဖက်လိုက်ကရံပိတ်ကြောပေါ်မှာသူ့လက်လေးနှစ်ဖက်ကိုဆက်ချိတ်ထားလိုက်ရင်ကိုကြီးနုနေကိုချက်တာအသားဖြူလို့လားဟုတ်လားပြောလို့ဒါပေါ့အဲ့ဒါကိုကြီးအချက်မဆက်တာပေါ့နေများတို့ကတော့ပြောတာကိုကြီးကနင့်လိုမလောက်စားဘာရီမျက်စိလေလမ်းมาပြီးတော့လာကြိုက်မှန်းကိုတွေးမရဘူးတဲ့ရှမ်ပိန်ကနုနေတဲ့ပခုံးလေးတစ်ဖက်ကိုဖက်ကဘန်ဂလိုရီရှိရာဘက်ဖြည်းဖြည်းချင်းဆွဲခေါ်လျှောက်ခဲ့ရင်နုနေရဲ့ရေဆိုနေတဲ့ငယ်လေးစပင်လေးတွေတစ်ချက်ငုံရိရှိုင်နှံလိုက်တယ်နုနေကဘေးတိုက်ကပင်ရှမ်ပိန်ခါပတ်လေးကိုမရမကလက်ချိတ်ဆက်ကလိမ့်ဖဲဖတ်ပြီးတော့လိုက်လာခဲ့နေကြီးကလည်းပြောတယ်ကိုကြီးကသူ့တက်ကြီးလာလို့အိမ်အောင်ပြုတ်တင်ပြီဆိုတဲ့အရွယ်ရောက်နေပြီမို့လို့အနားနီးကတကယ်ကလေးနဲ့မစင်သေးတဲ့အဖြူစင်ဆုံးလေးကိုရွေးပြီးတော့လက်ထပ်လိုက်တာနေမယ်တဲ့အဲ့ဒါသူတို့မလားလို့ပြောတာနေမှာပေါ့နုနေကပြန်ပြောလိုက်ပါတယ်ကိုကြီးငါ့ကိုဘယ်လောက်ချစ်လဲဆိုတာနင်တို့မှမသိတာလို့ကိုကြီးကငါ့ခြေဖွားတော့မှသူ့လက်နဲ့ဆုပ်ပြီးတော့ခြေဖွားအခွက်လေးကိုလက်မနဲ့ဖိပြီးတော့နှိပ်ပေးတာလို့ညီတို့ချင်းပြောတဲ့စကားတွေကလည်းဟုတ်တယ်လေဘာဖြစ်လဲဟုတ်လို့ပြောတာပဲဟာပြီးတော့ငါ့ကိုလက်သေးလေးတွေကိုယ်တိုင်ညက်ပြီးရင်လက်သေးညီညာလက်ထိတ်လေးတွေကိုတေးချကြည့်ပြီးနမ်းပြီးမှလွတ်ပေးတာဘာရီလျှောက်ပြောနေကြမှမသိမင်းတို့ကောင်းနေဒါရီလျှောက်ပြောကြလားနုနဲ့ပြောမှာပဲဒါတော့သူတို့ကမယုံပါဘူးတဲ့ကိုကြီးလိုအချိန်ပြည့်မျက်နှာခက်တီကြီးနဲ့ပြုံးတာတော့မှမြင်လို့ခက်တဲ့နာမည်ကျော်သမားတော်ကြီးကဒါမျိုးတွေလုံးမယ်မထင်ပါဘူးတဲ့နင်ကြွားပြီးလျှောက်ပြောတာတဲ့နုနေကပြောလိုက်တယ်ကိုကြီးကတလောကလုံးနဲ့မပြောရင်နေမယ်ငါနဲ့ဆိုအမြဲပြုံးပြီးတော့ရဲနေတာလို့ကိုကြီးကိုများမပြုံးတတ်ဘူးထင်နေကြတယ်နောက်တစ်ခါသူတို့နဲ့တွေ့ရင်တစ်ခါတော့ပြုံးပြလိုက်ပါကိုကြီးရဲ့ရံပေးဖို့ခလေးဆန်နဲ့ဖွေးနုနယ်ရဲ့အပြောဆိုအပြုတ်မူလေးတွေဟာအမြဲချက်စနိုးပြုံးရည်ချင်းစရာဖြစ်နေပါတယ်။ကလေးတယောက်နဲ့ဖြူစင်လုံးနဲ့နုနယ်ကိုသူချက်ပါတယ်။မျက်နှိုးပါတယ်။တကယ်တော့နုနယ်ကိုချစ်မိမှပဲမိမတွေဆိုရင်ကင်းကွာနေတတ်ပြီးအယောမဝင်ခြင်းအပြစ်မြင်တဲ့သူ့ရဲ့စိတ်တွေတမျိုးတစ်ဖုံပြောင်းလဲခဲ့ရတာပါ။ကန်းကြီးသေးပင်ဖြူတွေကနေဘန်ဂလိုရီဘက်ဖြည်းဖြည်းလေးလျှောက်လာတဲ့သူတို့ရှိဟိုးခက်လန်ဘန်ဂလိုရှိကြောက်ခင်းလျှောက်လန်းလေးပေါ်နုနယ်ကလှမ်းမြော့ကြည့်ဟိုမှာကြည့်ပါမုန်းကျင်စရာတဲတွေကိုသာငုတ်ကြည့်လျှောက်လာမိတဲ့ရှမ်ပေကနုနယ်မိကလေးထိုးကညွန်ပြလိုက်တဲ့နေရာစီဖြက်ခနဲလှမ်းကြည့်မိလိုက်တယ်ရှေ့ကအမျိုးသမီးတယောက်ကိုနောက်ကအမျိုးသားတယောက်ကထီးမိုးပေးကရှေးစင်နောက်ဆင့်ရှောက်သွားတဲ့မြင်ကွဲမင်းဘာလို့လဲနုနယ်သူ့လဲကိုလိုပဲသူ့မိမသူချစ်လို့နေမှာပေါ့ဟာကိုကြီးကလည်းနော်ကိုကြီးလိုပညာတွေတိတ်တော်စာရီတိတ်တက်အလုပ်တွေတိတ်ကြိုးစားတဲ့သူတွေဟာပတ်ဝန်းကျင်လိလာမှုပတ်ဝန်းကျင်နဲ့ဆက်သွယ်မှုတော့မှညံ့ပြင်းသွားတယ်ဆိုတာဟုတ်မှာပဲကိုအာယုံမဲ့ကိုသိတော့တာမျိုးကိုတန်ရမှာပဲတော်တော့တာမျိုးဘာဖြစ်လို့လဲအဲ့ဒါလင်မယားလုံးဝမဖြစ်နိုင်ဘူးကိုကြီးရဲ့လင်မယားချင်းယောက်ျားကိုမိန်းမကိုထီးလေးဆောင်မိုးပြီးတယ်ဆိုတာတိတ်ကြည်နူဖို့ကောင်းတာမျိုးကြည့်လိုက်တာနဲ့ကိုကျင်နာတဲ့ queue ဆိုင်တဲ့ပုံစံလေးကပေါ်လွင်နေမှာခုဟာအနောက်ကလူကသူ့ယောက်ျားသူ့ချစ်သူမဖြစ်နိုင်ဘူးတထေးမကိုထီးမိုးပေးရတဲ့ထီးတော်မူပါနုနယ်ရဲ့စကားကိုရံပယ်ကမငင်းနိုင်မှာဖြစ်နိုင်ချေရှိပါတယ်ဖြည်းဖြည်းနဲ့
တဖြည်းဖြည်းနဲ့ရန်ပယ်တို့ဆောင်တွေဟာဘန်ဂလိုတွေဘက်နီးကပ်လာသလိုတထီးမနဲ့ထီတော်မိုးတို့ဟာလည်းဓာရီခုတ်ညာဘက်ရိုးနေရာလောက်မှကန့်လပြပုံစံရှောက်လာသည်ဖြင့်တနေရာအချိန်မှာတော့သူတို့နှစ်စုနေရာတစ်ခုမှာဖြတ်တန်းဆုံစည်းမိကြဖို့အနေထားပင်ဝဝိုင်းပြပြနေကမျက်မှန်ကြီးမျက်နှာပိလူတက်ထားတဲ့အမျိုးသမီးကအဝါနဲ့လိမ်မော်တောက်တောက်အစင်ရှုပ်ရှုပ်အောက်နားစတစ်ဖြက်ဖြက်လွင့်ဝင်နေတဲ့ခေါင်းဝင်ရှိပေါ်မှာပန်းစည်းတောက်တောက်ရှက်အင်းကြီးပုံစံပါလက်လက်အင်းကြီးပပကြီးကိုထက်ယုံထောက်ဝစ်ထားတာဖြစ်ရာသူမရဲ့ခေါင်းဝင်စရောအပေါ်အင်းကြီးစရောကြောလေလောက်သူမရဲ့ဆန်ရည်ရောဟာကန်းကြီးဘက်ကတိုက်နေတဲ့လေပြင်းပြင်းအရှိန်နဲ့ဖြက်ဖြက်ခါလူးလွတ်ဝဲလွင့်နေတော့တယ်လှရယ်နော်သူ့ပုံစံမင်းသမီးကြနေရပဲ celebrity ပုံထွက်နေတယ်ကိုကြီးနုနယ်ကိုသူ့မျက်မှန်မျိုးဝဲပေးပါအဲ့ဒါမဆက်ကော်လီမိုက်တယ်နော်တိလားလို့သူတို့နှစ်စုရဲ့တောင်ကျိုးအကာဝေးဟာ၄-၅ ပေမြသာကျန်မာတော့တယ်ရှမ်ပယ်မြုံဝများဟာသူမထံမှာစူးစိုက်ကြောက်ရောက်နေလျက်ရှိပြီးတော့သူမကမလန်မကန်းကရန်ပေတို့စုံတွေစီကိုအမတ်တမိတ်ပုံစံဖြတ်ကနေလှမ်းကြည့်လာတယ်အမတ်တမိတ်အကြီးဟာရှုပ်သိမ်းမလို့နဲ့မယုံသိမ်းသွားပဲလမ်းလျှောက်နေရင်ကပဲသူမရဲ့လက်ချောင်းများကနေကာမျက်မှန်ကိုနှစ်ဖူးအထက်ဆန်စားတွေပေါ်ပင့်တင်လိုက်တယ်နေကာမျက်မှန်အောက်ကကြီးမားဆုံးရှုံတောက်ပနေတဲ့မြုံဝန်းအိမ်မဲနဲ့နဲ့ဟာလှပလို့သလောက်အေးတိအေးဆက်ဆန်လာတဲ့အချာကအရေးရောင်တစ်ခုဖြတ်ခနဲပြေးသွားခဲ့သလိုပင်ရှမ်ပိကိုစူးစိုက်ကြည့်အောင်မှမျက်တောင်တစ်ခန်းနဲ့အတူအကြီးကနုနေထံပြောင်းရွှေ့သွားပါတယ်။အဲဒီနောက်တစ်ဖန်ရန်ပိထံတစ်ချက်ကြည့်ရင်ကသူမရဲ့ခြေလမ်းတို့ကတော့အရှောက်မပြတ်ဆက်လက်ထွက်ခွာသွားလေတယ်။နုနေကရန်ပိကိုဖြတ်ခနဲတစ်ချက်မောကြည့်လိုက်တယ်။ကိုကြီးသူနဲ့ကိုကြီးနဲ့သိလား။တကယ်မသိဘူးလား။သူရဲ့ကြီးကကိုကြီးတို့နုနေတို့သိနေတယ်လို့ထင်ရတယ်နော်။ဟုတ်လား။ဟုတ်တယ်ဆိုကိုကြီးမိတ်ဆွေအောင်မဟုတ်ဘူးလားမဟုတ်ပါဘူးရှမ်ပေကနုနေပခုံးလေးကိုတစ်ချက်ဖြင်းညင်လိုက်ရင်သူတို့ရဲ့ဘန်ဂလိုတကားကိုဖွင့်ကားဝင်လိုက်တယ်ကိုကြီးရေးရဲစစ်လို့လာကွာအဲ့ဒီစာအုပ်ကြီးဖတ်မနေပါနဲ့တော့နေကင်းတရေတမောနှစ်နေရာမှထလာကောင်နုနေကရေခဲတက်တာလေးထဲမှကုတ်တပူးဖောက်ကမော့တောင်းရင်ရှမ်ပေအနာကတ်လာတယ်နေရပူနေတော့ဟာနုနေရဲ့3 နာရီတောင်ခွဲပြီဒီချိန်မစင်ဘယ်ချိန်စစ်မှလဲလို့လာပါတော့ဆိုကိုကြီးနော်ဟန်နီမွန်ထွက်တာစာအုပ်ကြီးတွေထည့်ယူလာကြရမုန်းလာပြီမနက်ကလေးကစာပဲဖတ်နေမနက်ကလည်းရေးရဲမစင်းဘူးနုနေမျက်နှာလေးကစူပုတ်ကနှက်ခမ်းကထုံးစံအတိုင်းစူထော်လာတယ်ဟောဘက်ဘန်ကလူကကောင်မလေးတွေနဲ့နုနေခင်းနေပြီပဲသူတို့နဲ့အဖော်ဆက်ပြီးတော့သွားလိုက်တော့နော်ကိုကြီးမလိုက်တော့ဟာကိုကြီးကလည်းကွာဘာမှမသိဘူးအောင်ကုန်လိုက်မှာနော်တကယ်ပဲကိုသိနေမကောင်းလို့ပါနုနေရေတကယ်လားဘာဖြစ်လို့လဲတကယ်ပါကိုဖျားချင်တယ်လို့လည်းဖြစ်နေစေးတောင်တောက်ထားတာအခုခေါင်းလေးကိုက်နေလို့ဒီနေထဲမှာရေရဲဆင်းလာရင်ကိုတကယ်ဖျားသွားလိမ့်မယ်နုနေရဲ့နုနေကမကြည်မချမ်းမျက်နှာလေးနဲ့ရန်ပိတ်နှစ်ဖူကိုသူ့လက်ပွားလေးနဲ့လှမ်းဆန်းလိုက်တယ်တိတ်တော့ပူမနေပေမဲ့အသားကအနှွေးတေးတေးဖြစ်နေသားလို့လည်းထင်ရတယ်ကိုကြီးကလည်းဆရာဝန်ကြီးလုံနေပြီးတော့တိတ်နူတာပဲရန်ပိတ်ကတဟင်းဟင်းခြေလိုက်မိရင်ဆရာဝန်လည်းသွေးနဲ့ကိုသားနဲ့ကိုပဲလေနုနေရဲ့နေမကောင်းဖြစ်တာဘာတတ်နိုင်မှလဲဟိုဘက်ကကောင်မလေးနဲ့သွားလိုက်နော်လိမ္မာပါတယ်နေလဲကြရင်ကိုလေးခေါင်းကြိုက်တာတတ်တာရင်ထွက်လာခဲ့မယ်နော်ပြီးရောနုနေကရေရဲဆင်းမှုအဝတ်စားလဲလေးနေပါတယ်အသားကပ်ပေါင်းပြီးတိုးပြက်ပြက်အနှဲအောင်လေးမှလွတ်ပေါ်နေတဲ့ပေါင်နံခြေသလုံးလေးတွေဝင်မှုဖြူအုပ်နေတဲ့နုနေအသွင်သဏ္ဍာန်လေးကသူ့နာမည်ကလေးနဲ့လိုက်ဖက်လာပါတယ်လှပနုဆန်နေတဲ့အသားရည်ရဲ့ကောင်းမြတ်ခြင်းကနုနေအလားရဲ့အားသာဆုံးအချက်ပါပါကလေးများလဲတင်းမော့ဝင်းစော့ကောင်နေပူရဲထွက်ရင်သွေးရောင်လွှတ်တတ်တာတွေချောရည်လာတယ်ဆိုတာထက်ချစ်ကောကောင်းနေလာတဲ့ဖွေးနုနေကအခုမှအသက်လေး20နှစ်ကျော်ကစား23ဝင်းစအပေါ်ဘက်ဖတ်ပူးစိတ်ရောင်ရင်ပြတ်ကိုကြအတူကလေးဝက်ကောင်အဝတ်လိုနေတဲ့အသားတွေကိုနေအောင်ခံခရင်လူပြီးတော့နုနေကရန်ပိတ်ပါပြင်ကိုရှက်ခနေတစ်ချက်နမ်းမွေးလျက်သွားပြီကိုကြီးလိုက်ခဲ့နော်โอเคနုနေကဘန်ဂလိုရှိကြောက်ပြားလမ်းကလေးကိုပြေးလွှမ်းခုံပေါက်ကြော်ဖြတ်ကောင်ကန်းကြီးစီဆင်းလာခဲ့ပါတယ်ဟိုတယ်ဘန်ဂလိုရဲ့ဟိုးရှိတက်တက်လောက်ကြတဲ့ခြေပြင်မှာဟိုတယ်ဘန်ဂလိုတွေကအုပ်စုလိုက်လာကြတဲ့ကောင်မလေးတစုရှိနေတယ်ထိုးစုတွေကကောင်မလေးတယောက်ကကိုကြီးပေးရှက်တူရဲ့သမီးဖြစ်ပြီးရောက်ကလေးကကိုကြီးနဲ့နုနေကိုလာရောက်မိတ်ဆက်နှုတ်ဆက်ကနုနေနဲ့လည်းချက်ချင်းလက်ငင်းအဖွဲကြသွားတာဖြစ်တာကြောင့်နုနေကသူတို့အုပ်စုစီရွှင်မြူးမြူးဦးတီပြေးသွားလိုက်ပါတယ်ဟောကန်းကြီးမှာမနေ့ကအမျိုးသမီးပါလား
ဒီမျိုးသမီးတို့ကတော့ထီးတော်မူမပိုင်လမ်းမလျှောက်တတ်ဘူးထင်ပါရဲ့ဟိုးမနဲ့စောစောတော့က buffet breakfast စားကြတဲ့နေရာမှာခက်လန်းလန်းစပွဲသလုံးမှာသူမတယောက်တည်းထိုင်စားနေတာနုနေလှမ်းမြင်ခဲ့သေးတယ်အဲ့တုန်းကလေသူမကနုနေနဲ့ကိုကြီးကိုလှမ်းကြည့်ပါသေးတယ်နုနေကကိုကြီးကိုလှည့်အကဲခတ်ကြည့်တော့ကိုကြီးကတိပုံမြင်ပုံမရသူ့အာယုံနဲ့သူသာရှိနေပြီးနုနေလည်းဂယုဆိုင်မနေတော့ဘဲနဲ့မိမိပြက်ပြောက်သားကန်းကြီးအလျားလိုက်မှအေးအေးလူလူလမ်းလျှောက်နေတဲ့အဖြူရောင်ဝတ်စုံနဲ့သူမကိုလှည့်ကြည့်လို့ရင်ပြေးလာတဲ့နုနေကရုတ်တရက်မထင်မှတ်ပဲခြေကျအထာမကျခွေငါဆောင်းငါတဲပြင်းမခွေကနေချော်လဲကျသွားတယ်ရေစက်နဲ့နီနီကရေရဲကလူတချို့ပါလှမ်းမြင်နိုင်သွားတာဖြစ်တာကြောင့်နုနယ်ခက်ရှက်ရှက်နဲ့ချက်ချင်းပြန်မထားပဲပေါင်နေချီသလုံးတွေမှာကန့်ညိသွားတဲ့တဲမုံတို့ကိုလက်ဖြားလေးနဲ့တစ်ဖက်ဖက်ပုတ်ခါဖေချနေမိတယ်။ချော်လဲရောထိုင်မို့ကြော်လင်းနိုင်ဟုတ်မမဟိုရှိရကောင်းမလေးမထနိုင်ဘူးလားမသိချော်လဲသွားတာတော့ကူလိုက်ပါဦးဟုတ်ပွေဦးလာကကြော်လင်းနိုင်လက်ထဲကထီးကြီးကိုလက်ပြောင်းယူလိုက်တယ်။ကြော်လင်းနိုင်ကကန်းကြီးတဲပြင်းမောဖင်ထိုင်ရဲ့ကြားလေးရှိနေတဲ့ကောင်မလေးထံခြေလန်းကျင်းနဲ့ရှောက်သွားလိုက်ကအနားရောက်ရင်ဒူးနှစ်ဖက်ပေါ်ဂလက်ထောက်ခါကိုင်းကရရလားဗျမထနိုင်လားရှင်အော်ညီမလဲကြသွားတာတွေ့လို့လေမထနိုင်ဘူးလားလို့ပါဘာကူညီပေးရမလဲနုနေရလာငုတ်မိတဲ့သူကိုတစ်ချက်ဖြည်းဖြည်းချင်းနီးကပ်လာတဲ့အမျိုးသမီးထံတစ်ချက်လှည့်ကြည့်မိလိုက်တယ်ကိစ္စမရှိပါဘူးရှင်ရပါတယ်ထနိုင်လားဗျဟုတ်ထနိုင်ပါတယ်ဒီလူဟာထီးတော်မိုးပဲထီးတော်မိုးကလည်းခက်ချောချောနဲ့တာနာတာဖြူဖြူတက်တက်ပါမြိုင်မွေးရိပ်နဲ့မိမတယောက်ကိုထီးမိုးပေးနေရပေမဲ့သူ့တွင်ကဂျင်းစွန်ကားတွေကရန်သူညာလိုက်ရုံလိုပုံစံမျိုးပေါက်နေတယ်အဲ့ဒီုံကအမျိုးသမီးကသူတို့အနာရောက်လာပါတယ်နုတွေကမော်ကြည့်သူမကငုံအကြည့်နှစ်ခုတို့ကတခဏဆုံတွေ့နေတယ်ဘာကြောင့်မှမသိသူမကိုနုနေမြင်မြင်ချင်းမေတ္တာတတ်ဝင်မှာသူမရဲ့မျက်နှာထားသူမရဲ့အကြည့်တို့ကဆရာကြီးဆန်ဆန်အစည်းတနေရာကလာသလိုပဲရရလားမေးလိုက်တဲ့သူမရဲ့အတန်ကချူအော့ဖြစ်တယ်နုနေခြင်းမရှိဘာပဲဖြစ်ဖြစ်ကိုယ့်ကိုအကူညီလာပေးဖို့ရည်ရွယ်ကြတာဖြစ်တာကြောင့်နုနေကပြောပြလိုက်ရင်ဟုတ်ရပါတယ်မထနိုင်လို့လားလို့ထနိုင်ပါတယ်တကယ်ထနိုင်ရဲ့လားပွေဦးလာကလက်ထဲကအထီးကိုကြော်လင်းနိုင်ထံပြန်ပေးလိုက်ကသူမရဲ့လက်တစ်ဖက်ကိုနုနေထံကပ်ပေးလိုက်တယ်ထိုလက်များကတော်ရိရှည်လျားတယ်ဖြက်ခနဲမြေုံနဲ့သူမရဲ့လက်သေးများကနေ့စဉ်မဟုတ်တောင်ရက်ချတော့ကျွမ်းကျင်သူနဲ့တန့်ရှင်းပုံသွင်းထားတာသိတာလို့နေနုနေကအဲ့ဒီလက်ကိုကန်းကျင်စိမ်မပေါက်ပြီဒါပေမဲ့ရင်ကျေးမှုဆိုတာကရှိပါသေးတယ်လက်ဖွားနှစ်ဖက်ကိုပုတ်ခတ်ကောင်တိတ်ခါပြီးမှလက်တစ်ဖက်ကိုသူမလက်ထဲထိတ်ကအားပြုတ်ဆုပ်ဆွဲထားရလိုက်တယ်သူမလက်များအမြဲမြံခွန်အားရှိလာပေမဲ့အေးဆက်နေပါတယ်ထနိုင်ပါတယ်ချော်လေးလိုက်တော့ရှက်သွားတာနဲ့ချက်ချင်းမထပဲဆက်ထိုင်နေရပါနုနေကလက်နှစ်ဖက်နဲ့တင်မာဘက်ကတဲရီပုတ်ခါချရင်တကယ်တော့နုနေကအမကိုလန့်ကြည့်ရင်အငန်းလွန်သွားလို့ချော်လေးသွားတာပါမမလှလို့လေအော်အဲ့လိုလားဟုတ်လှတာရောပြီးတော့ဟုတ်လေထီတော်မိုးနဲ့တွေ့နေရတော့ထူးဆန်းတယ်လို့ဖြစ်နေလို့စူဆန်ရင်ဆက်ဆူရင်ဆိုသလိုပေါ့အဲ့ဒါလိုကြည့်မိတာပွေဦးလာကမိန်းကလေးကိုကြည့်နေရကတစ်ချက်ပြုံးလိုက်မိတယ်အသက်လေးလည်းငယ်သေးတာပဲပြီးတော့စိတ်ထဲရှိသလိုပြောချင်တယ်လို့လည်းပြောဆိုတတ်တာပဲဘလို့ပဲဖြစ်စေသူကလေးဝတ်စားထားပုံနဲ့ဖြူဖြူဥဥသူမပုံစံလေးကခင်မီမီတက်တက်ကြွကြွသဘောကျစရာကောင်းပါတယ်နာမည်ဘလို့ခေါ်လဲဖွေးနုနေပါဖွေးနုနေတယ်လားလူနဲ့နာမည်နဲ့လိုက်ဖတ်ပါတယ်ဟုတ်အမနာမည်ရောတို့နာမည်ကပွင့်ဦးလာပါဟမ်နာမည်လေးကကြပြဆန်နေနော်ပွင့်ဦးလာကတုံးလိုက်ရင်အမျိုးသားမပါဘူးလားသူ့မေုံကတရေတနည်းဆန်တယ်လို့ပဲမို့နုနေထင်နေကိုကြီးစာဖတ်နေလို့လားအော်နုနေကသူမထံတက်တဲ့အကဲခတ်ကြည့်အမရောဒီကိုတယောက်ထဲလာတာလားမိသားစုတော့မပါဘူးပေါ့အဖော်ရီတော့ပါတယ်ကြော်လင်းနိုင်တို့မမျိုးရနဲ့ပေါ့သူကပြောနေပုံမှာကြော်လင်းနိုင်တို့မမျိုးတို့ဆိုသူတွေဟာနုနယ်နဲ့ဟိုရင်ကပဲတီကျွမ်းပြီးသားတွေလို့မိတ်ဆက်ခြင်းမပါပဲတီထားပြီးသားသူတွေလို့တီထားပြီးတဲ့သူတွေလို့ပြောဆိုပုံမှာအပိုင်အနိုင်နဲ့ထူးခြားဆန်းကျဲလွှမ်းမိုးစည်းပုတ်မှုတစ်မျိုးကိုဖြစ်ပေါ်စေတယ်လို့နုနယ်ခန်းစားရတယ်စကားပြောနေရခြင်းကိုနုနယ်မနစ်သက်တော့ကရေပြင်မမေးလေးဆက်ပြရင်ရေရဲဆင်းလိုက်အောင်မယ်ပွေဦးလာကခေါင်းတစ်ချက်ညှိပြပါတယ်နုနယ်ကရေဘက်ဆက်ဆင်းလာကခြေပမိုးကိုလာရောက်ရိုက်ခတ်တဲ့ရေလိုင်းနုကလေးတစ်ခုနဲ့အထိမှခြေစုံရပ်ပြီးတော့နောက်ဘက်လှည့်ကြည့်လိုက်တယ်ပွေဦးလာကဆက်မထွက်သွားသေးပါနုငယ်ကိုရက်ကြည့်နေတယ်
ဒါနဲ့နုနယ်ကိုဒါမှမဟုတ်ကိုကြီးကိုဟိုရင်ကလေးကအမသိခဲ့ဘူးလားရှိလိုက်မေးကြည့်လာလားပွေဦးလာကတခဏမဖြေသေးပဲညင်နေပြီးမှခေါင်းသာညိတ်ပါတယ်သိတယ်ဓမ္မရဲ့မျိုးသားဆရာဝန်ကြီးဒေါက်တာရန်ပေမဟုတ်လားသိပါတယ်နုနယ်ကခေါင်းလေးတစ်ချက်ဝေဝေဝါဝါညှိလိုက်မိတယ်သူသိတာဟာလူချင်းသိတာလားလူသိများတဲ့ဆရာဝန်ကြီးမှုသိတာလားမကွဲပြားတဲ့အဖြေဖြစ်ပါတယ်နုနယ်ကခေါင်းလေး၃ချက်စတိုက်ညှိကြရင်ရေဘက်ပြန်လဲကအပြေးဆင်းလာခဲ့လိုက်တယ်ရေကူးကရဲ့ထိတ်တစ်ဖက်မှာရိတ်ရင်ပူးပေါင်းမှာထားတဲ့ Rainbow ကောက်တေးဖန်ခွက်လေးကိုလက်ကကင်ကပင်လယ်ဘက်ရန်ငင်းနေတဲ့ရန်ပေကမိမိရဲ့နဘေးဆယ်ပေမရှိလောက်တဲ့နေရာလောက်မှာတစုံတယောက်လာရလိုက်တာကိုသိကအမတ်တပိတ်လှည့်ကြည့်လိုက်မိပါတယ်သွေးလက်ပတ်နေခြင်းရက်ဆိုင်သွားသလိုလူကအသေးလွတ်မိတ်တောက်တင်းသွားလျက်ရုတ်ရက်ချက်ချင်းအကြည့်ကိုပြန်မယုတ်သိမ်းနိုင်ခဲ့မှာရင်တစ်ဖက်ကသူ့ကိုနှကမ်းမဖွင့်ပဲပြုံးပြလိုက်တဲ့အတွက်ရှမ်ပေမျက်နှာကပို့ပြီးတော့အေးဆက်သွားတယ်နေကောင်းလားရှမ်ပေအော်ချူချူနဲ့အမြဲပဲနုနေချင်းကေးတတိတ်လေးတန်းကထုံးစံအတိုင်းတသက်လုံးဆီယာမကြီးနေရာကဆင်းဖယ်ပေးမဲ့ပုံမရရှမ်ပေကစိတ်ပြတ်သွားကောင်မျက်နှာပေါ်ကအေးဆက်တင်မာခြင်းကတော့ပို့တိုးလာတယ်အတော်မျက်နှာပြောင်းနေမိမဘာကြောင့်များသူ့ကိုစကားရုပ်ဖိတ်စကားလာစားရတာလဲပွေဦးလာကတပ်ပြေးလေးတစ်ချက်ဖြည်းဖြည်းချကခေါင်းလေးတစ်ချက်ရေးလိုက်ရင်တာမန်နှုတ်ဆက်စကားလေးလောက်ကိုတော့မှပြန်မဖြေနိုင်တော့ပါလားဒီမှာတော့ပွေဦးလာခမရပါအတွက်ကျွန်တော်ကိုစကားလာပြောနေရလဲဘာကြောင့်မှမဟုတ်ပါဘူးလေဒီလိုပဲတီဟောင်းကျွမ်းဟောင်းတွေလို့ဘာရင်မဟုတ်ပရိသရာရစကားလေးပြောလိုက်တဲ့သဘောပဲခမရနေကျွန်တော်ကတီဟောင်းကျွမ်းမို့လို့လားပွေဦးလာကအตาရကလေးရေမော့ကောင်သူမလက်ထဲမှာဟန်နီကယ်ဘီယာပလင်းလေးကိုတစ်ချက်မော့တောက်လိုက်တယ်။နေခုချိန်ဒီငါနဲ့တွေ့ရင်ကလေးစကားတွေပြောမှလားရှမ်ပေလူကြီးဖြစ်နေပြီမှတ်တာ။ရှမ်ပေမျက်လုံးများကမေးစင်ကအသက်ရှူနှုံးကိုပါမြန်ဆန်လာတယ်။မုံတီချင်းကဒေါသဟာသူ့နှလုံးခုန်နှုံးကိုပါမြန်စီတယ်။ခမကျွန်တော်စကားလာပြောဖို့မကြိုးစားပါနဲ့တော့ပွင့်ဦးလား။ခမဘာသာခမနေစမ်းပါ။ငါဘာသာငါနေခဲ့တာပါပဲ။ဒီကန်းစီမှာလည်းငါဘာသာငါနေတာ17ရက်ရှိပါပြီ။နင်တို့ကရောက်လာတာ哦ခမည်းနဲ့တီဟောင်းကြောင်းလည်းမဟုတ်ခဲ့ဘူးဟုတ်ခဲ့ရင်လည်းကာလရှိအမှတ်ရနေလောက်တဲ့အသည့်အကြွမျိုးမဟုတ်ဘူးမှတ်ညံနေမှလည်းမရှိဘူးခေါင်းထဲမှာလည်းမရှိဘူးအဲ့ဒါသိထားလိုက်မဖြစ်နိုင်ပါဘူးနေခေါင်းထဲမှာငါနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေရဲ့တောက်လျှောက်ရှိမနေဆွဲမြဲမနေခဲ့ရင်နင်ဒီလိုစကားမျိုးဘယ်ပြောနေပါမလဲရှမ်းပဲပွေဦးလာကကန်းကြေဘက်လှည့်ရနေရမှရှမ်းပဲဘက်တက်လှည့်ရလိုက်တယ်နင်ခုထိနာကြီးနေတော့မယ်ကိုကျေးဇူးပြုပြီးတော့ခမရဒီနာထောက်မသွားနိုင်ဘူးလားထောက်မသွားနိုင်ပါဘူးငါစကားလာပြောရဲလူလေနင်ကမပြောချင်တဲ့လူဆိုရင်နင်ထွက်သွားရမှာပေါ့ခမရခုလောက်ဆိုရင်တော့ဟိုတုန်းကနေနာကြီးတယ်ဆိုတာတွေကပြန်တွေးမိပြုံးစရာငငယ်ကအယူကွက်တွေလောက်ပဲဖြစ်သွားတော့မှာပါလို့ငါထင်ထားတာရန်ပဲလူကြီးဖြစ်လာတဲ့အခါဟိုးငငယ်ဘဝတုန်းကအဖြစ်ပြက်တွေကမှုံဝါးတဲ့ဟာဝါသွားတယ်ရေရောလိုက်တယ်လို့ကျဲရဲ့ဟာလည်းကျဲသွားတတ်တယ်ချင်းကြက်လာမှုကြောင့်ပေါ့တဲ့အရာကပေါ့သွားတယ်။အဲ့လိုဖြစ်နေမယ်ထင်လို့တို့စကားလာပြောတာပါ။ကျွန်တော်ဘာသာဘလို့ဖြစ်နေဖြစ်မနေနေခမဘာစကားမှလာပြောစရာအကြောင်းမရှိတာ။ငါပြောချင်လာပြောမှာပေါ့။ငါ့ကိုသူကတားလို့ရလို့လဲရှမ်းပဲ။ငါစိတ်နဲ့ငါကိုပါ။ပွေဦးလာကနှကန်းလေးမတိမတာမိတ်ကပြောမိရင်ကရင်မထဲကအောင့်ကျင်းလာတယ်။အဲ့ဒီဝေဒနာဟာတဖြည်းဖြည်းချင်းတိုးလာကမျက်စိတော့ပင်ပျောက်သွားခြင်းလိုဖြစ်လာတယ်။ပွေဦးလာတကယ်ပဲထမ်းမှန်းခဲ့ပါတယ်။ခုချိန်လောက်မှာရန်ပေရဲ့ငငယ်ကခန်းစားချက်တို့ဟာပေါ့တန်တဲ့လောက်ပေါ့ပါလောက်ပြီလို့လေဒါကြောင့်လေးစကားပြောဖို့ကြိုးစားမိတာဖြစ်တယ်စိမ့်တေးဖြစ်နေရင်တော့ဒီလောက်ထိတော့ခါခါသီးနေမယ်လို့ထိန်ကုန်မထင်မိတာရန်ပေတုတ်ပြန်မှုကပွင့်ဦးလာကိုအံ့အားသင့်စေခြင်းနဲ့အညီနာကျင်တဲ့ဝေဒနာတရက်ကိုလည်းပေးပါတယ်တချို့မင်းပြရတဲ့ရန်ပေဒါမှလည်းနေလျှောက်တဲ့ခီးလန်ပေါ့ပေါ့ပါရှိမှာပေါ့ခမကျွန်တော်ဆရာမလုံးနဲ့ဆရာလုံးလို့ရတဲ့ရန်ပေမဟုတ်တော့မျက်စိကန်းသလိုအယူမှုဖြစ်နေတဲ့လူလည်းမဟုတ်တော့ခမတောက်ချင်တဲ့အချိန်တောက်ချလိုက်လို့ရတဲ့အနေထားခွင်တွေကမနူးမနက်ကောင်လေးမျိုးလည်းမဟုတ်တော့အဲ့ဒါသိထားအောင်နင်ကတော့တော်တော်မုန်းနေတော့မယ်ကိုပင်မလာကြလားရမ်းပဲဒီမှာတော့ပွင့်လားနာကြီးတွေမုန်းတီးတယ်ဆိုတာနှစ်ကာလနဲ့စားချလိုက်လို့ပမာဏလျော့သွားတဲ့အရာလို့ခမမထင်ပါနဲ့ခမကိုနှစ်ထပ်တိုးမုန်းတာခမလောကမှာကျွန်တော်အမုန်းဆုံးမိမထပ်ပြောမယ်နော်တိတ်မုန်းနေမိမအဲ့ဒီအတွက်လဲပင်မလိုက်တာတော့ဘာလို့တနာကြည့်အောင်စောင့်စရာမလိုဘလောက်ပင်မလေးလာမစေကျွန်တော်ကြည်နေတဲ့ခံစားချက်တေသွားမိတေထားမိခံစားချက်ကိုအနစ်မုန်းခံပြီးတေထားတာလည်းမဟုတ်ဘူးဘဲအစိပ်ပိုင်းဘဲအခြေအနေမှ
ဘရောမှမနဲ့မွန်စရာကျွန်တော်ခမ ्या ကိုမုံရလို့ပင်ပန်းလေးလံနေလေကျွန်တော်ဘွားကတောက်တောက်ပပရှက်တန်နေလိမ့်မယ်တာရဆူပြေနေလိမ့်မယ်ခမ ्या လန်ခမ ्या သွားပါနောက်လဲဘယ်တော့မှကျွန်တော်ကိုခေါ်ပြောနှုတ်ဆက်ဖို့စကားလာပြောဖို့လုံးဝထပ်မကြိုးစားပါနဲ့ကျွန်တော်ဇနီးကလည်းတဝင်းတိုတတ်တယ်စကားလေးဆုံးဖြက်ကနေလှည့်ထွက်လာတဲ့ရန်ပေးနောက်ကျောမှာတူတူဖွားဖွားလွင်လွင်တသားရေမောလိုက်တန်တစ်ခုကကပ်ပါလာတယ်တိတ်မုန်းစရာကောင်းတဲ့ချက်စနိုးရေတံမျိုးဟဲဒီကလေးစကားတက်ရန်ကောင်းရဲ့လို့သဘောကျနှစ်သက်တဲ့လူကြီးရဲ့ရေတံမျိုးလက်ပိုက်ငုံကြီးရေမောတဲ့ရေတံမျိုးထိုရေတံကြောင့်အနေငယ်ရှက်နိုးမိတာကတော့ဝန်ခံရပြီလိမ့်မယ်နောက်ဆုံးစကားတစ်ခုကိုဘာကြောင့်များပြောထွက်လိုက်မိပါလိမ့်တစ်ချိန်ကသူမပြောခဲ့တဲ့အတိုင်းထပ်တူထပ်မြလေးဒါတော့အနေငယ်နောင်နာရပါတယ်ရှမ်ပေကလက်ထဲကကောက်တေးဖောက်ကွက်ကိုရှေကူးကံမောင်ကြောက်ခဲလမ်းမော်ကြောက်ဖြူစပွဲလေးတစ်ခုပေါ်ခပ်ပြင်းပြင်းဆောင်ကတင်ထားပစ်ခဲ့ပြီးဘန်ဂလိုဘက်ခြေလမ်းကြဲကြဲနဲ့ရှောက်လာတယ်ဒေါသတွေနဲ့လူကစူဝေပူလောင်နေပါတယ်လူတယောက်ကိုလှုပ်ချင်တိုင်းလှုပ်ထားရစ်ခဲ့ပြီးအချိန်ကာလအတန်ကြာကမှပြီးလောက်ရောပေါ့ဖြည့်သိမ့်နိုင်လောက်ရောပေါ့ဆိုတဲ့အချိုးနဲ့ဘာမှမဖြစ်ခဲ့သလိုအေးအေးချမ်းချမ်းစကားရောဖွဲ့ရောလာလို့တဲ့လူလေကြပုံစံမျိုးလူဘာဝပုံမျိုးလိုပဲသူခံစားရပါတယ်ထားပစ်ခဲ့တော့ကကြိတ်ခဲ့ရပြီးအမတ်မတင်သူကပြန်ခေါ်တဲ့အခါဝမ်ဘတ်တတာအစင်စစ်ရှိနေရအောင်အထိရန်ပေကအမတ်တညာအာဂရကဲစိန်နဲ့လူစားမျိုးမဟုတ်ဆရာကြီးတကားခောက်တန်ကြောင့်ဂရင်မော်လေးက TV အစီအစဉ်တစ်ခုကြည့်နေတဲ့ရန်ပေကအဲ့ရပါမှထရလိုက်တယ်လူတွေကခုနမှရေတွေကပြန်တက်လာပြီးရေချိုးခန်းထဲမှာရေချိုးနေတယ်ဘန်ဂလိုရှိတကားလေးကိုဖွင့်လိုက်ရင်ဒီဟိုတယ်ရဲ့မန်နေဂျာလို့သူသိထားတဲ့သူရင်နောက်ထပ်ဝန်ထမ်းတယောက်ရေလို့တွေ့ရပါတယ်သူတို့ရဲ့အတင်900တာငပလီခီးစဉ်ဟန်နီမော့ထရစ်ကိုလူနယ်ဖေးရဲ့မိတ်ဆွေတဦးဖြစ်တဲ့ဒီဟိုတယ်ရှယ်ယာပိုင်ရှင်ကလက်ဖိတ်လိုက်တာဖြစ်အောင်သူတို့နှစ်ယောက်ရောက်လာချိန်မှစပြီးတော့မန်နေဂျာကိုရိုင်းကအထူးအစီအစဉ်နဲ့ကြိုဆိုခဲ့တာဖြစ်ပြီးမန်နေဂျာနဲ့မြန်မာတန်းနေပါတယ်ဆရာကြီးအားနာပါတယ်ဗျာအနားယူနေချိန်နောက်ဆက်ပေးရတာကိစ္စမရှိပါဘူးဗျာဆရာကြီးဘာတွေလုံမနေပါနဲ့ကိုကျော်လက်ရကိုရန်ပယ်လောက်ဆိုရပါပြီပြောပါဘာကိစ္စရှိလို့လဲဒီကဧည့်သည်ကြောင့်နည်းနည်းနေမကောင်းလို့အရေးပေါ်ဆရာဝန်မရှိတဲ့ချိန်ဖြစ်နေလို့ဟိုဆရာကြီးများတစ်ချက်လောက်ကြည်ပေးနိုင်မလားလို့ပါအနားယူချိန်နှောက်ယှက်သလိုများဖြစ်သွားမလားဗျာအော်ကိစ္စမရှိပါဘူးဧည့်သည်နေမကောင်းလို့လားလိုက်ကြည့်ပေးပါမယ်ထိုင်မိတ်ခက်တာကျွန်တော်မှနှစ်ချက်ရင် pressure ကတ်ရလောက်ကလွှဲရင်စေဝါပစ္စည်းစုံစုံလည်းတော့မပါဘူးဗျဟိုတယ်မှာတော့အရေးပေါ်သုံးလို့ရမယ့်ပစ္စည်းစေဝါတချို့တော့ရှိပါတယ်ဒါဖြစ်လိုက်ကြည့်မယ်လေတွားကြရအောင်ရှမ်ပေကနှစ်ချက် pressure cuff နဲ့တိုလီမိုလီအိမ်သုံးဆေးလောက်ပါတဲ့ဆေးကလေးကိုတက်တာတွေကသွားထုတ်ယူကောင်ရေချိုးကန်တကားနာကပ်ပြီးတော့နုနေကိုကြီးပါလေနုနေမပြီးသေးဘူးကိုလူနာတယောက်ခဏလိုက်ကြည့်လိုက်အောင်မယ်သိလားတကားပိတ်ခဲ့မယ်နော်အော်ဟုတ်ရန်ပေကသူတို့နေရဲ့ဘန်ဂလိုတကားကိုပိတ်ခဲ့ကမန်နေဂျာနဲ့နောက်ထပ်ဝန်ထမ်းတယောက်တို့နောက်မှလိုက်လာခဲ့ဝန်ထမ်းကရန်ပေလာမှဆေးကိုလက်ပြောင်းယူခဲ့ပါတယ်ရှိကဝန်ထမ်းလေးဦးဆောင်ရနောက်ရန်ပေနဲ့မန်နေဂျာဦးကျော်လက်ရှင်တွဲလျှောက်ကပါလာတယ်ရန်ပေတို့ရဲ့ဘန်ဂလိုတွေကိုကြော်လွန်လာပြီးကွေးဝဲဝဲရေကူးကန်ကြီးကိုကြော်လွန်လာကဟိုတစ်ဖက်ကဈေးနှုန်းကြီးမြင့်တဲ့ Beach Front Cottage လုံချင်းတွေစီကိုရောက်လာတယ်နေဝင်သွားပြီးမှောင်ဆော့ပြောပြီးမို့ဟိုတယ်ရီဆော့ကြီးတစ်ခုလုံးပရဝတ်လိုအစိမ်းရောင်နဲ့ပန်းရောင်မီလာတို့ထုံးညှိထားပါပြီလက်တင်ကိုအထူးတလေစမ်းချိန်ခဏအောင်ပြင်ဆင်ထုံးညှိအလင်းပေးထားတဲ့ cottage လေးတွေတဝိုက်ဟာရင်သက်ရှုံမလှပလွန်းနေကျွန်းသစ်တွေနဲ့သာတော်ဝင်စွာအလှဆင်ထားတဲ့ cottage ရဲ့ရှေ့မှာလူတယောက်ထွက်ရနေကမန်နေဂျာကိုမြင်တော့အပြေးစီးကြိုလျက်ရှမ်ပိတ်ကိုလည်းဦးညွတ်ကောင်ဝန်ထမ်းလက်ထင်ရစိတ်ကိုလည်းလက်ပြောင်းယူလိုက်လျက်ရှေ့တကားမကိုဖွင့်လှစ်ပေးလိုက်တယ်ဘယ်လိုနေလဲမန်နေဂျာကမေးလိုက်တော့အမန်နီကိုတော့လေလမ်းပုတ်ကင်လုံးလိုက်ပါပြီလက်မလားမဟုတ်ဘူးဗျ beach truck စင်းလုံးငါပါအော်ထိုသူဦးဆောင်ဝင်သွားတဲ့အတွင်းကဟာအိတ်ခမ်းကျိတ်တစ်ခုတကားတွေ brain box တွေအားလုံးဖွင့်ထားတာမို့ခြားထားတဲ့ဖြူပေးပါလခန်းစည်းစားတို့ဟာလီမာတလွင့်လွင့်ဝင်းနေကြတယ်ကျေပြောတဲ့ဂရင်ကြီးပေါ်မှာအဖြူအောင်အခင်းအစွတ်တို့နဲ့ရောနီအောင်အဖြူအောင်ဝတ်ဆောင်ရှေကိုသာဝတ်ဆင်ထားတဲ့အမျိုးသမီးတအူးခြေပြောင်းလက်ဖြာတို့နဲ့မျက်နှာတစ်ကွက်စပင်မဲမဲခက်ခက်တို့သာလင်းအဲ့ရပေါ်ထင်းထင်းပေါ်နေတယ်။ရံပေကဂရင်စီမရောက်ခင်လင်းကားလန်းအလိုမှာခြေလန်းတို့တုတ်ငါရက်သွားရပါတယ်။ဂရင်မောကအမျိုးသမီးကိုကြက်သေးသေးလိုကြည့်နေမိကခေါင်းထဲမှာလည်းတင်ခိန်ရှုပ်ထွေးသွားပါသေးတယ်။ဒါတကယ်ဖြစ်နေရလား။အယောင်ဆောင်အခင်းချင်းတစ်ခုလားဆိုတော့ဂရင်မောကပွင့်ဦးလာရဲ့မျက်နှာကတိတာလုံးနေတာဖြစ်၍ရှမ်ပေကရှေ့နေနေတိုးလိုက်ကဘလို့ဖြစ်တာလဲ
ဂရင်စိုးမှာပွင့်ဦးလာရဲ့လက်တစ်ဖက်ကိုစိုးရင်တကြီးဆုပ်ကိုင်ကပူပူပပန်ဖြစ်နေတဲ့လူရည်သက်အမျိုးသမီးထူးထူးခြားခြားဘာမှအမှားရင်းတာမရှိပဲရုပ်တရက်ကြီးရင်မအောင်ပြီးတော့အသက်ရှူမရဘူးအသက်ရှူခတ်တယ်ဆိုပြီးဖြစ်တာပါဒေါက်တာနေလို့မကောင်းပဲပြောနေတယ်ရှမ်ပေကပွင့်ဦးလာမျက်နှာကိုအသေးချာကြည့်လိုက်တာနဲ့သူမဝေဒနာတစ်ခုကိုအမှန်ကန်ခံစားနေရတာကိုခိုင်ခိုင်မာမာသိလိုက်နိုင်တယ်ဒီမျိုးသမီးမျက်နှာကိုသူဟာအချိန်ကာလ2နှစ်လောက်နေ့စဉ်ရက်ဆက်နေပါတနေ့3-4နာရီမျက်နှာကျဲဆိုင်ကြည့်ခဲ့တာပဲတခါတရံများမီးကိုပင်ထားပြီးစိုက်ကြည့်ခဲ့ပါသေးရဲ့သူမဟာအခုလောလောဆယ်မှာလူနာအစစ်မှန်တယောက်ဖြစ်တယ်ရှမ်ပေကအခုနောက်အမျိုးသမီးထပေးလိုက်တဲ့ဂရင်စုံးမှာပဲဝင်ထိုင်ကအယိုးဆွဲနေတဲ့အကျင့်တိုင်းလက်ကောက်ဝိတစ်ဖက်ကိုဖမ်းဖိကိုင်းသွေးဆန်းနေရင်ကစိတ်ထဲကနှစ်ချက်ကိုလက်တစ်ဖက်နဲ့ထုတ်ယူတယ်သူသွေးဖိအောင်ဆန်းနေတဲ့လက်များကအေးဆက်နေတယ်ရံပဲပွေဦးလာကတုံလုံးစွာရေရွတ်လိုက်တယ်လေဆက်ပြက်နေတဲ့ထိုရေရွတ်တန်ကြောင့်သူ့နဘေးကအမျိုးသမီးမှစပြီးရှိသမျှလူအားလုံးအံ့အားသင့်သွားကြပုံရတယ်ရှမ်ပေကပွေဦးလာကိုနှစ်ချက်နဲ့မထောင်မီအသေးချာဆူးဆိုင်ကြည့်ရင်ဘာဖြစ်တယ်လဲဘလို့ခံစားရလဲပြောနိုင်လားတို့မောနေရလားမောနေရမပြောနဲ့ဒီနားနာတယ်နောက်ကောအပေါ်မှာလူတယောက်ဖိထားသလိုပဲအရင်ကြီးတင်းကျပ်ပြီးတော့အစ်နေတယ်မောတယ်အသက်ရှူရတာလေနှကြက်နဲ့ထောက်ဆိုင်ရင်ပွေဦးလာနှစ်ပူကိုရှမ်ပေကလက်နဲ့ဆန်းကြည့်လိုက်တယ်ချွေးစီရင်ရှမ်မထဲကနာကျင်မှုဝေဒနာကြောင့်ပွေဦးလာမျက်နှာဟာရှုံးမေပြီးတော့သွေးဆုပ်ဖြူးဖေးသွားတယ်ရှမ်ပေကမနေကြတမ်းလှည့်ရင်ဒီမှာအောက်ဆီဂျင်အိုးတို့ဘာလို့ရှိလားရှိပါတယ်ဆရာကြီးအဲ့ဒါလေးပေးထားပါဦးရှမ်ပေကပွေဦးလာကိုပြန်လည်ငုံမိုးကြည့်လိုက်တယ်ပွေဦးလာမျက်ဝန်းများကဝေဒနာခံစားကအာရင်ဆုပ်ယုပ်နေသလိုသူ့ကိုပြန်ကြည့်နေတယ်ကျွန်တော်မေးတော့ပဲစဉ်းစားဖြေနော်အန်ဂျင်နာရှိလားအန်ဂျင်နေအရန်ပြည့်ကျက်နေတယ်လက်မမရိုးတို့ကိုဟိုဆောင်ဒီဆောင်ကလှုပ်ရှားကြည့်လိုက်ပြီးတော့ရံပေကထိုင်ရကထားရလိုက်တယ်သူ့ကိုအာကိုတကြီးလိုက်ကြည့်နေတဲ့မျက်ဝန်းတို့ကိုသူ့မျက်နှာလွှဲလိုက်ပါတယ်သူကလူနာတို့အပေါ်ကရုဏာသက်ပြီးတနာတတဲ့အကျဉ်းနဲ့ဆရာဝန်တယောက်ဖြစ်တယ်ပွေဦးလာနေမကောင်းနေတာကိုသူမကြည့်ချင်ပါရှမ်ပေကအိတ်ခမ်းတောက်ခက်လန်းစီကိုရှောက်ခဲ့တယ်သူနှစ်ဘေးကိုအာလုံးကပ်ပါလာတယ်ခမရတို့ကလူနာနဲ့ဘာတော်လဲကျမမမရဲ့ပတ်စံနဲ့ assistant မှာခင်မျိုးတယ်ပါဒါမမရဲ့ခပ်ပါကိုကျော်လင်းနိုင်မှာအဲ့လိုတွေလားရှမ်ပေကခေါင်းတငိမ့်ငိမ့်သာပြူရင်တခြားမိသားစုပါသေးလားမပါပါဘူးဆရာကြီးမမနဲ့ကျမတို့နှစ်ယောက်ပဲလာတာပါမမဘာဖြစ်တာလဲသူဟာတက်ရတဲ့လက္ခဏာမျိုးပါခမရသူနေကြပြီလားသူရင်ကဒီလိုဖြစ်ဘူးလားခမရသိလားဟုတ်ကဲ့မမစီမှာ9နှစ်ရှိပါပြီလွန်ခဲ့တဲ့3နှစ်လောက်ကဒီလိုတစ်ချိန်ဖြစ်ပူပါတယ်ရုပ်တရက်မထနိုင်မလုံနိုင်ခုလိုပုံစံပဲဖြစ်သွားတာပါခုလိုပဲအေးဆက်ပြီးတော့ချွေးစေးတွေပြန်ပါတယ်အပြတ်သွားသလိုမောပြီးတော့မလုံနိုင်မဲနဲ့ဖြစ်သွားတာမျိုးပါခုလည်းညနေဆောင်ထိအကောင်းမှာလွန်ခဲ့တဲ့မိနစ်20နာရီဝက်လောက်ကမှနိုင်ဝက်လောက်ရှိပြီလားဖြစ်တဲ့တော့သူ့ကိုအခုချက်ချင်းဆေးရုံတင်နေပါတယ်ဆေးရုံမှာက emergency ခဲရမယ်လိုအပ်တာချက်ချင်းလုပ်နိုင်မယ်အရင်တစ်ခါတော့ဆရာဝန်ကဘာတွေ treatment ပေးလဲအရင်တစ်ခေါက်ကမမကဆရာဝန်စီမသွားလိုက်ပါဘူးကျမတို့ကဆေးကန်းသွားလိုက်ရအောင်ပြောပေမဲ့မမကတက်တာသွားမှာပါဆိုပြီးတော့တစ်သီး juice လေးတစ်ခွက်ပဲတောက်လိုက်ရင်ခဏနေရောတက်တာသွားပါတယ်အဲ့ဒါနဲ့မသွားဖြစ်တော့တာပါချက်ချင်းကုသမှု treatment မယူလိုက်ရပါမယ်ကန်ကောင်းထောက်မှကန်ဆုပ်ပြီးတော့ပြင်းပြင်းထန်ထန်မဟုတ်ရတာသူ့ဘာသာတက်တောင့်တက်တာနေတာထိုင်တာရှိသွားခဲ့တာနေမှာပဲအခက်မသိရင်တော့ heart attack ဆိုတာအန္တရာယ်ရှိတတ်တာမျိုးပဲဒီတော့သူ့နှလုံးနဲ့ပတ်သက်ပြီးတော့ဆရာဝန်တယောက်ကမှတ်ချက်ပေးထားတာစိတ်ကူးတော့ပေးနေတာမျိုးမရှိဘူးပေါ့မရှိပါဘူးဆရာကြီးအခုရေးပေါ်နေတော့အောက်ဆီဂျင်တော့ပေးထားမယ် chest pain အတွက် painkiller တစ်ခုခုနဲ့သွေးကြောကျယ်ဖို့ပေးထားမယ်ဒါပေမဲ့တက်နိုင်သမျှအများဆုံးဆေးရုံမှာရောက်တဲ့နေအဲ့ဒါဘယ်လိုစီစဉ်မလဲဆရာကြီးဒီလိုဟတ်တံမှမသိပဲကွာမမနေရတာမကောင်းအခုချက်ချင်းရန်ကုန်ပြန်မယ်ဆိုလို့ကျမတို့ B track တစ်စိမ်ခေါ်ထားပါတယ်လင်းရင်အသေးပါဆရာကြီးမမနေမကောင်းတာမို့လို့လူစည်းမခေါ်ဘဲနဲ့ rescue ချက်ခေါ်ထားတာပါအော်ဟုတ်လားသူတို့ကချက်ချင်းရောက်တတ်သလားချက်ချင်းရောက်မှာပါခေါ်ထားတာမိနစ်20လောက်ရှိပါပြီအဲ့ဒီ B တွေကအရမ်းမြန်ပါတယ်ဆရာကြီးအစဉ်ပြေကျမတို့ကလေရင်ဝင်းကိုသွားဖို့အစဉ်သင့်ပြင်ထားပါတယ်တခုလောက်မေးပြစီမမကစိုးရင်ရလားဒါဟတ်တက်တိုင်းကအခက်မသိရင်အသက်အန္တရာယ်တောင်ရှိနိုင်တာမျိုးပါပြီးတော့ခမပြောပုံဆိုရင် तू ကဒါ first attack တောင်ဟုတ်ရင်လားမသိဘူး